ချက်ကဲဒီဟာလေးကတော့ပပလေးတို့က presentation လုပ်တာပဲဖြစ်စေအကျိုးအကြောင်းတစ်ခုခုဘာလို့ explain ရှင်းပြနော်တစ်ခုခုလေးမအောင်လို့ရှင်းပြတဲ့အခါကျရင် तू ကငါ့ကိုဘာလုပ်ပေးလဲ तू ကငါ့ကိုဘာဖြစ်စေလဲဘာဖြစ်အောင်လုပ်ပေးတယ်ဆိုတော့ဒါချီတော့သုံးတဲ့အခါကျရင် make me adjective နဲ့ဟုတ်ပြီနော်ဟဲ့နေကြစီ sunflower hey do you eat sunflower no it makes me အဲ့ကောင်ကလေငါ့ကိုလေသူရနေစေရ it make me weak အားနေစေ it make me weak အားနေစေနော်အဲ့နောက်တစ်ယောက်ကလေhey do you eat sunflower miss နေကြစီ sunflower do you eat sunflowers နေကြစီစားလာနေ yeah why not ဘာလို့လဲစားနေဘာလို့လဲအဲ့ဒါလေ it makes me good skin it's make me good skin အသားရည်ကိုကောင်းစေတယ်သူကနော် vitamin ကသူ့မှာရှိတဲ့ဟာအဲ့တော့တခုခုကကိုယ့်ပေါ်မှာဘလို့အကျိုးအမြတ် benefit advantages ရောက်တယ်လဲကြားရောက်တယ်လဲကိုဒါချီတော့ရှင်းပြနိုင်ဖို့အတွက်ဒီနှစ်ခုမသိလို့မရအောင် make me adjective ဆိုတာချက်စကားလေးတစ်လုံးပဲသင်ပေးတယ်စေတယ်ဘာလဲလဲစေတယ်adjective စေတယ်ကောင်းစေတယ် okay ပျော်စေတယ်ဟဲ့နင်ကနော်ငါလိုင်းကြတော့ငါ့ကိုစကားမပြောဘူးနင်တူလေးကြဟဲ့ငါတူလေးကငါ့ကိုပျော်ရွှင်အောင်လုပ်ပေးတယ်ပျော်ရွှင်စေတယ်ဒါချီတော့အဲ့တော့နှစ်မျိုးလုံးပမာလေးတို့ကနားလည်ရမယ်အောင်လုပ်ပေးတယ်ဗါလဲလေအောင်လုပ်ပေးတယ်ဟဲ့ဘာအောင်လုပ်ပေးတာလဲဒီချဲကြောင်းလိုက်တာအော်ဘာလုပ်တာလဲဆို adjective အောင်လုပ်ပေးတာ okay ပြောင်းလုပ်ပေးတယ်ဝမ်းနေအောင်ဟဲ့ဒီအယုရှင်ငါမကြည့်ချင်ဝဲမကြည့်ချင်ဟဲ့ဘာဖြစ်လို့လဲမင်းသမီးနဲ့မင်းသားနဲ့ကွဲသွားတယ်ကွဲနော်မင်းသားမင်းသမီးနှစ်ယောက်လုံးတေသွားဟဲ့မကြည့်ချင် this movie make me sad ဝမ်းနေအောင်လုပ်ပေးတယ်ဆိုတော့ဘာလို့တော့ဒီ make နဲ့ adjective ကိုဘာလို့ဘယ်လိုမှတ်သားပေးရမှာလဲစေတယ် adjective အောင်လုပ်ပေးတယ်အဲ့ဒါ तू ကကို feeling တစ်ခုပြီးတစ်ခုထည့်ပေးလိုက်တာ feeling တစ်ခုချင်းစီကိုပေးတာငါ့ကိုပျော်ရွှင်စေတယ်ဟမ်တော်ပါတော့ဟဲ့နင်ကမနေတန်းပေးမယ်နောက်နေ့ပေးမယ်နောက်တစ်ပတ်ခါနောက်နှစ်ဟာငါယူရမယ်နင်ကယူအောင်လုပ်နေရလားနင်ကယူအောင်လုပ်နေတာလား so you make me crazy you make me dizzy နင်ကခေါင်းအောင်လုပ်နေရဟိုချိန်နဲ့ဒီချိန်လိုက်နဲ့မပေးဘူး you make me crazy you make me dizzy okay အပါလေးတို့ကဒီမှာ adjective လေးနော်ဒါလေးတန်ချီတို့က happy တို့ sad တို့နဲ့ပပလေးတို့အဲ့လောက်တော့ပြောနိုင်ရမယ် okay so good it's make me good it's make me good နော်အဲ့ကောင်ကောင်းတယ်လေနော်ဒါမျိုးတွေပါလို့ပြောမယ်ကဲလာပြီ keep me ကကြတော့ပပလေးတို့တခဏ feeling ထဲတာမဟုတ်တောက်ရှောက်ပပလေးတို့မဲသူကသေတဲ့ထိ long term အကြာကြီးပပလို့ထဲဘယ်လိုမျိုးလဲဆရာမနေဟာပပလေးတို့သေတဲ့ထိနှွေးထွန်းအောင်လုပ်ပေးမယ်မဟုတ်ဘူးလားတောက်ရှောက် keep ရဲ့သဘောကပါလေတောက်ရှောက်ဘာလို့လဲလက်ချင်ကလောက်တာလား yoga doing yoga ဟုတ်တယ်လေ is keep me fit တန်ဆွမ်းအောင်လုပ်ပေးတယ် keep me fit နော်တန်ဆွမ်းအောင်လုပ်ပေးတယ် okay ဟဲ့ဘာလို့လဲဘာလဲဟွာလာ plucking ရိုက်တာလားဘာဖြစ်လို့အဲ့ကောင်တန်ဟာတည်းလေတောင်းတော့နေဖြစ်စေလူချစ်လေးဖြစ်စေလေ so keep me strong ငါတို့တောက်လျှောက်ကြီးပါဖြစ်တယ်တန်မအောင်လုပ်အစားအစာတစ်ခုခုကိုစားခြင်း okay တစ်ခုခုစားလိုက်တယ်ဆိုရင်ဒီနွားကဘာဖြစ်နွားသွားတွေကိုခိုင်ပါစေတယ်လေ so drinking milk နွားတောက်ခြင်းဟာ keep me strong teeth မဲမိုင်း teach သူများသွားကြတော့မတန်ပါစေဘူးလားသွားတဲ့ကိုတန်ပါစေတော့ဗာလဲ teach ပဲသုံးတယ်နော် strong teach keep adjective ဆိုရင် तू ကဘယ်လိုလုပ်ပေးရလဲတောက်လျှောက်အောင်လုပ်ပေးထားတယ် तू ကကြဗာလေးပါသွားလဲထားတယ်အဲ့တော့ तू ကကြတော့ keep me adjective ဆိုဘာလို့ဘယ်လိုပါတော့ပဲမှာလဲလုပ်ပေးထားတယ် तू ကတောက်လျှောက်ကြီးလုပ်ပေးထားတာအဲ့ဆိုရင်နေရငါတို့နှွေးထွန်းအောင်လုပ်ပေးထားရလေဟာနော်နေုံနေတော့မကြိမ်စင်းနဲ့လေဒီမှာဝါဆိုတော့ तू ဖြစ်မယ်ပြတ်မယ်နော်ဒီတော့အဲ့ဒါကြီးပြောရင်အဆင်မပြေဘူးကိုဒီပေါ်မှာဘလို့နေထိုင်ရမလဲနော်အသက်ဖြစ်အောင်နေတော့နော်သူနဲ့နေသားကြအောင်နေရအောင်ဆိုရင်
နေရငါတို့နှွေးထွေးအောင်လုပ်ပေးထားတယ်ဘယ်လိုပြောမလဲ The sun keep ငါတို့ကိုကြငါပါပါလေးတော့ keep us warm keep us warm ကဲဒါလေးပပလေးတို့ကိုပြီးတော့